ဒါတွေမြောင်းနဲ့လွတ်မလိုက်တော့2026မှာယူမလာခဲ့နေတော့ဗျာကျွန်တော် line ပေါ်မှာလည်းအမြဲတမ်းတင်ထားတယ်ရေကြောက်ပေါက်သူတွေကိုရှေးယူစားတယ်ဖယ်သိရင်ဖယ်လိုက်ပါတော့ဗျာပဇွန်ကြောင့်မကြွေးပါနဲ့လေကျွန်တော်အတန်တန်អော်ထားတယ်နော်ပဇွန်ကြောင့်ကျွင်းရေကြောက်ပေါက်တဲ့လူကအနာတွေပိုပွားတယ်ပိုးရားတယ်ပြီးတော့အဲ့ထဲပိုးဝင်တယ်ပြီးကုတ်တာဖဲတာမလုံးကြပါနဲ့ရှေးယူစားတွေဖယ်သိရင်ဖယ်ပလိုက်သမ်းပါပြီးရေချိုးပါပုံမှန်ရေချိုးပါဒီအနာတွေကထွက်လာတဲ့အနာတွေနဲ့ညှိစီပြီးတော့အဲ့လောက်ပြောနေရတယ်မြတော့မရဘူးဗျာကျုပ်စေတနာနားနေသမ်းပါနော်ရေကြောက်ပေါက်မှာဖြစ်တော့ရေပုံမှန်ချိုးပါဇွန်ကြောက်လုံးဝမကြွေးပါနဲ့ဖျားခြင်းပါရာစီတီမောတိုက်ပါအဲ့ဒါပဲနော်ဘောပေါက်တာကျွန်တော်နည်းနည်းကလေးတွေလာလိုက်ရင်အနာတွေကပွားရာဒီမှာအလက်ချစ်တွေထကျွန်တော်စိတ်မချမ်းသာလို့ပါအဲ့ရှေးယူသားတွေရေမချိုးအောင်လို့လေတိုက်မခံအောင်လို့ဇွန်ကြောက်ကျွေးရမယ်လို့အဲ့ဒါတွေမြောင်းနဲ့လွတ်မလိုက်တော့2026မှာယူမလာခဲ့နဲ့တော့ကျွန်တော်တင်းလို့ပြောတာ